ဒီဇလန်လေးကတော့ဖခင်ဖြစ်သူနဲ့ဂတိထားခဲ့တဲ့အတိုင်းကောင်လေးအသက်22နှစ်ပြည့်လို့လက်ထပ်ဖို့တရားရုံးမှာစောင့်နေတဲ့နေရာကစတာပါသူလက်ထက်ရမယ့်သမီးတော်လေးတွေကိုစိတ်လှုပ်ရှားစွာနဲ့စောင့်နေပေမဲ့ဘယ်သူမှပေါ်မလာခဲ့ပါဘူးနောက်ဆုံးလက်လျှော့တော့မဲ့အချိန်မှာပဲမိန်းကလေးတယောက်ရုတ်တရက်ရောက်လာပြီးသူ့ကိုလက်ထပ်ဖို့ပွင့်ပွင့်လင်းလင်းတောင်းဆိုလိုက်ပါတယ်ကောင်လေးကလည်းတွေ့ဝေးမနေပဲသူမလက်ကိုဆွဲပြီးလက်ခံလိုက်တာပေါ့လက်ထပ်ပြီးသွားတော့အဲ့ဒီမိန်းကလေးကနောက်နှစ်ပတ်နေရင်ပြန်တွေ့မယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်ခဏနေတာမောကညီမသုံးဖော်ကရောက်လာပြီးရွေးရခက်နေမှာစိုးလို့နောက်တစ်နှစ်လောက်မှထပ်စင်းစားကြရအောင်ဆိုပြီးအချိန်ဆွဲဖို့လာပြောကြတယ်တကယ်တော့သူတို့မှအကြံရှိနေတာပါညီမ3ယောက်လုံးကဒီကောင်လေးရဲ့အရင်ကြီးဆုံးတငယ်ချင်းပေါ်လှုပ်ဝက်ပြီးစိတ်ဝင်စားနေကြတာကိုဒါပေမဲ့သူတို့မသိလိုက်တာကကောင်လေးကလက်ထပ်ပြီးသွားပြီဆိုတာပါပဲအဲ့ဒီအချိန်မှာပဲအဲ့ဒီတငယ်ချင်းစီကဖုံးဝင်လာပြီးသူဆေးရုံရောက်နေတယ်လို့ပြောလိုက်တာနဲ့ညီမ3ယောက်လုံးကောင်လေးကိုပြစ်ထားခဲ့ပြီးဆေးရုံကိုအလူရက်ပြေးသွားကြတော့တာပဲဒီတော့မှကောင်လေးကတတိထားမိလိုက်တယ်သူတငယ်ချင်းနဲ့ရင်းနှီးသွားပြီးကလေးကဒီမိန်းကလေးတွေကသူ့ကိုလုံးဝဂရုမစိုက်တော့ဘူးဆိုတာကိုပေါ့ဆေးရုံမှာတော့ညီမေတာကဟိုတငယ်ချင်းကိုလက်ဆောင်တွေအချစ်တွေအပြင်ကားအစ်ကြီးတစ်စီးပါဝယ်ပေးပြီးဂရုစိုက်နေကြတာကောင်လေးကတော့တစ်ချိန်လုံးကသူ့အပေါ်မှာပဲဒီလိုမျိုးအလေးပေးခဲ့ကြတဲ့ပုံရိပ်တွေကိုပြန်မြင်အောင်ရင်အခုတော့အရာအလုံးပြောင်းလဲသွားပြီဆိုတာကိုနားလည်လိုက်ရပါတော့တယ်